ကျွန်တော်ထောင်ကနေလွတ်လပ်ခွင့်ရသွားပြီဖြစ်လို့ကူမိတေပြိုင်ပွဲကြီးကျင်းပမယ်လျှို့ဝှက်နေရာကိုရောက်ရှိလာပါပြီဒီပြိုင်ပွဲကကဘာတလွားကအတော်ဆုံးဆိုတဲ့တိုင်းပညာရှင်တွေလူမိုက်တွေတိုက်ခိုက်ရေးသမားတွေစုဝေးပြီးအသေးကြီးတပ်ပုတ်ကြရတဲ့ပွဲကြီးပါအဲ့ဒီမှာကျွန်တော်ကအရင်ကတည်းကနာမည်ကြီးတဲ့လူကောင်ထွားကြီး Ray Tiny Jackson နဲ့တွားတွေ့ခဲ့ပါတယ် Jackson ကဒီပွဲမှာပြိုင်ပွဲဝင်တွေရဲ့အုပ်ထိန်းသူhandler အနေနဲ့ပါဝင်နေတာပါသူကကျွန်တော်ကိုပြိုင်ပွဲရဲ့စီးမြင်တွေတခြားပြိုင်ဘက်တွေရဲ့အကြောင်းတွေကိုတေချာရှင်းပြပြီးလမ်းညွှန်ပေးပါတယ်အခုဆိုရင်ကျွန်တော်ကစိတ်ကိုအပြည့်အဝတည်ငြိမ်အောင်ထားပြီးဆရာကြီးစမ်းသင်ပေးလိုက်တဲ့ပညာတွေကိုထုတ်သုံးဖို့အစင်းသင့်ဖြစ်နေပါပြီကိုမိတိပြိုင်ပွဲကြီးတရဝင်းစတင်ပါပြီပွဲစဉ်တွေကတပွဲတက်တပွဲပို့ပြီးကြမ်းတမ်းလာပါတယ်ကွန်ဖူမွေထိုင်းနပန်းကရာတေစတဲ့တိုင်းပညာရပေါင်းစုံကိုမြင်တွေ့ရမှာပါကျွန်တော်အလှည့်ရောက်လာတဲ့အခါမှာတော့အရင်လိုကြမ်းတမ်းတွားမတိုက်တော့ပါဘူးဆရာကြီးစမ်းသင်ပေးခဲ့တဲ့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုစောင့်ကြည့်ပြီးမှတိုက်ခိုက်တဲ့နီးဗျူဟာကိုသုံးပြီးပြိုင်ဘက်တွေကိုတစ်ယောက်ပြီးတစ်ယောက်အသားလေးအလဲထိုးပစ်ခဲ့ပါတယ်ကျွန်တော်ရဲ့လှပတဲ့ကန်ချက်တွေတိကျတဲ့ထိုးချက်တွေကြောင့်ပရိသတ်တွေတောင်အံ့ဩမှင်သက်သွားခဲ့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ထောင်ဆောင်ကြီးဒီမောဟာသူ့ရဲ့ပြိုင်ဘက်မှန်သမျှကိုတနာညှတာမှုကင်းမဲ့စွာနဲ့အယိုးတွေကြိုးကြီးသွေးတွေအန်နဲ့အထိရက်ဆက်ဆက်တိုက်ခိုက်နိုင်ယူနေတာကိုကျွန်တော်စောင့်ကြည့်နေခဲ့ရပါတယ်ဒီမုံရဲ့ရက်ဆက်မှုတွေကပြိုင်ပွဲကြီးတစ်ခုလုံးကိုကြောက်ရွံ့သွားစေပါတယ်ပြိုင်ပွဲတွေကြားထဲမှာပဲကျွန်တော်ဟာလေစိတ်မှာကျွန်တော်ကိုတက်စာဖောက်သွားတဲ့ပါတနာဟောင်းဂျွန်နဲ့ပြန်လဲဆုံတွေ့ခဲ့ပါတယ်ဂျွန်ဟာခိုးလာတဲ့ဓာတ်ကိုရောင်းစားဖို့ဒီကိုရောက်နေတာပါအရင်ကကျွန်တော်သာဆိုရင်ဂျွန်ကိုတတ်ဖြစ်လောက်ပေမဲ့အခုချိန်မှာတော့ကျွန်တော်ဟာကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီဒါကြောင့်ဂျွန်ကိုအနှဲငယ်သင်ခန်းစာပေးလိုက်ပြီးမစ္စတာလီယန်ရဲ့ကတနာဓာတ်ကိုအောင်မြင်စွာပြန်လဲသိမ်းပိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အဓိကတာဝန်ကမပြီးသေးပါဘူးအဲ့ဒါကတော့ဘိုးလူပွဲမှာဒီမွန်ကိုအနိုင်ယူဖို့ပါပဲနောက်ဆုံးမှာတော့အားလုံးစောင့်မျှော်နေတဲ့ဘိုလူပွဲကြီး The Final Match ကိုရောက်ရှိလာပါပြီ။ကွင်းလေကောင်းမှာကျွန်တော်နဲ့ဒီမွန်တို့မျက်နှာချင်းဆိုင်မိကြပါပြီ။ပွဲစားတာမဲ့ဒီမွန်ကသူ့ရဲ့ကြီးမားတဲ့ခွန်အားတွေကိုသုံးပြီးကျွန်တော်ကိုအဆက်မပြတ်ထိုးကြိတ်ပါတော့တယ်။ကျွန်တော်လည်းဒီမွန်ရဲ့တိုက်ခိုက်မှုတွေအောက်မှာအတော်လေးအထိနာသွားပြီးသွေးတွေတန်နေနဲ့ကွင်းချမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ပရိသတ်တွေအားလုံးကကျွန်တော်ရှုံးပြီလို့ထင်နေကြချိန်မှာပဲကျွန်တော်ရဲ့နားထဲမှာဆရာကြီးဆိုင်းရဲ့တွန်းတင်ဆုံးမစကားတွေပြန်လဲကြားရောက်လာပါတယ်။မင်းရဲ့အတွင်းစိတ်ခွန်အားကိုအသုံးချပါ။ Iron Hand ကိုတတိယပါဆိုတဲ့အတန်တွေကကျွန်တော်ကိုပြန်လဲနိုးကြလာစေခဲ့ပါတယ်။ကျွန်တော်ဖြည်းဖြည်းချင်းပြန်ထလာပါတယ်။ဒီတစ်ခါတော့ကျွန်တော်ရဲ့မျက်လုံးတွေကလုံးဝကိုပြတ်သားတည်ငြိမ်နေပါပြီ။ဒီမွန်ကအပြက်ရှင်းဖို့ပြေးဝင်လာတဲ့အချိန်မှာပဲကျွန်တော်ဟာစ조사ပန်းစားလေ့ကျင့်ထားတဲ့ Iron Hand တာမဏိလက်သီးပညာကိုစတင်အသုံးပြုလိုက်ပါတယ်။ကျွန်တော်ရဲ့လက်သီးချက်တွေကအရင်ကနေမတူပဲအလွန်ကိုလေးလံပြီးပြင်းထန်လုံးတာကြောင့်ဒီမွန်တယောက်ခံစစ်မလုပ်နိုင်တော့ပဲနောက်ဆုတ်သွားရပါတယ်။နောက်ဆုံးအဆုံးဖြတ်အနေနဲ့ကျွန်တော်ဟာအားပြင်းလာတဲ့ Iron Hand လက်သီးချက်နဲ့ဒီမွန်ရဲ့ရင်ဘတ်ကိုထိုးချလိုက်ရဒီမွန်တယောက်အဝေးကိုလွင့်စင်သွားပြီးလုံးဝအလေးထိုးခံလိုက်ရပါတော့တယ်။ကွင်းတစ်ခုလုံးကပရိသတ်တွေတောင်းဖြာအော်ဟစ်အားပေးကြပြီးကျွန်တော်ဟာကူမီတီပြိုင်ပွဲကြီးရဲ့ချန်ပီယံအသစ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဂတိအတိုင်းဓာတ်ကိုမစ္စတာလျန်စီပြန်အပ်ခဲ့ပြီးကျွန်တော်ရဲ့ဂုံတိတ်ခါကိုတတိပြနိုင်ခဲ့ပါတယ်။ဆရာကြီးဆန်းကိုလည်းလွတ်လပ်ခွင့်ရအောင်ကူညီပေးနိုင်ခဲ့ပြီးယုံကြည်ချက်ရှိတဲ့သူရဲကောင်းတစ်ယောက်အနေနဲ့ကျွန်တော်ရဲ့ခီးစဉ်ကိုအဆုံးသတ်နိုင်ခဲ့ပါတယ်